ဟုတ်တယ်နောက်ဒီနေ့ငါတို့တွေဂိမ်းလေးတစ်ခုလောက်ဆော့လိုက် ဟာခိန်း ဟာ လား ခိန်းတယ် ဗာမင်းမင်းဟုတ်တယ်လို့ပြောကြည့် ဟုတ်တယ်ပဲပြောရမှာလား နှလုံးနဲ့ ဟုတ်တယ်နှလုံးနဲ့ ဖလွယ်လေးကိုစောက်မှာပေါ့ ရတယ်ဆော့လိုက်မယ်အဲ့ဒါဆိုငိုင်းချလိုက်မယ် โอเค ဒီဇိုင်းဆက်မြင့်ရွရတဲ့တောင်ဝန်ဆောင်မှုကောင်းတာတီးရဆို ဟုတ်တယ်ဒါဆိုလို့ရှိရင်တီတာမှာမိုးရသည် promotion ပွဲကြီးက2ရက်ပဲကျန်တော့ပါဆို ဟုတ်တယ် တီရမှာ15ပဲဒီမေးကြည့်ပြီးအထက်ဒီဇိုင်းဆောင်ကိုဗဒိန်ပင်းအရောတော့အတိုင်းရတပ်ပံပေးတော့မှာဆို ဟုတ်တယ်တီးတာကအပြည့်နဲ့တွေကိုရောင်းလို့လည်းရတယ်ပြီးတော့ဆိုင်နေနဲ့လည်းအလဲထက်လုပ်လို့ရသေးရဲ့ဆို ဟုတ်တယ်တီတာရဲ့15ဘက်ရဲ့အထက်ဒီဇိုင်းဆောင်ကိုလည်းဘယ်လိုမျိုးပြက်စီးနေပါစေပေါက်သေးတိုင်းပြန်ပြီးတော့ဝယ်ပေးရဆို ဟုတ်တယ် တီရမှာလိုင်းဝယ်အပေးရဲ့ customer တွေကိုရေခဲမုတ်ကိတ်မုတ်တင်နဲ့လည်းအခန့်ကျမှုနေတီရဆို ဟုတ်တယ် ကဲဒါဆိုရင်နောက်ဆုံးတစ်ခုကိုငါမေးလိုက် အေးလေ အမှန်တိုင်းပြောကြည့်နော်ညီတို့မျှလုံး ရမှာပေါ့ ပြောမဟုတ်တယ်ဆော့တယ်ဆိုဟုတ်တယ်ပြောမှာပေါ့ ဟုတ်ပေါ့ โอเคအခုကြည့်နေတဲ့သူတွေအကောင်လုံးကညီတို့နှစ်ယောက်ရဲ့ချစ်သူတွေဆို ဟမ်မဟုတ်လေကြည့်မှာပြီးတင်းတော့မှအများကြီးပဲကြည့်တယ်လေ ဟုတ်တယ်လေအကောင်လုံးလေ ဟာအဲ့ဒါမင်းဟုတ်တယ်ပြောမှာဆိုရင် ဟုတ်တယ်